ကိုကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်ပါကိုချင်းသီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိတယ်မဟုတ်လားသူများသက်တတ်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွေးရင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေမှာမမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာပဲတုံးနဲ့တူမတက်အောင်ခုံတိုက်ထားလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ်တော့ပါဇက်ကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင့်သီလပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလိုဟာတွေမရှိအောင်သူများကိုဒုက္ခပေးတဲ့အလုပ်တွေကရှောင်ပြီးတော့ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားတယ်ကာယဒုစရိုက်ဝစီဒုစရိုက်ကိုမကျွလွန်မဲနဲ့